အာရဟတဲ့တော့တင်ပိုက်ထားတယ်တန်တဲ့မျိုးအနိပွန်လင်ပြင်မှာစစ်ကောက်စီနေပြီးတဲ့တောလာရှိနေစေဖြစ်လို့ဒေသတွင်းကငါးဖမ်းသမားတွေဟာစိတ်ချလုံမှုစောငါးဖမ်းချောက်ပွေခန့်မလုံနိုင်သေးဘူးလို့ဒေသခံတဲ့ရဲမဲတွေကပြောပါတယ်စစ်ကောက်စီနေပြီးဒီဟာတန်တဲ့ဒေသကငါးဖဲဆုံရှိတဲ့ပွန်လင်ပြင်မှာရဖန်ရခါတောလာမုန်းတွေရှိတဲ့အတွက်ငါးဖမ်းသမားတွေအနေနဲ့စိတ်ချလုံမှုစောချောက်ပွေခန့်မရသေးဘူးလို့တန်တဲ့ဒေသခံတဲ့ရဲမဲတယောက်ကပြောပါတယ်နေဗီတွေကိုတခါတလေပြင်လင်ပံမှာတွေးနေရပြီးငါဖဲသမားတွေဟာလုံဝလွတ်လပ်စွာရှာဖွေနိုင်တာမလုံနိုင်သေးဘူးလို့သူကဆက်ပြောပါတယ်အခုလိုနေပြီးတဲ့တောလာရှိသေးတဲ့အတွက်ဒေသခံငါဖဲလုံငယ်တွေရဲ့လုံခြုံရေးအတွက်အာရခတက်တော်အာရခပြည်သူအစိုးရကဲနီးနေရာတွေမှာပဲငါဖမ်းရှာဖွေခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်အခုလိုစစ်ကောက်စီနေဗီဒီဟာဘယ်နေရာကနေဘယ်နေရာကိုတောလာနေတယ်ဆိုတာကိုဒေသခံတွေအနေနဲ့မသိနိုင်သေးဘူးလို့ပြောဆိုကြပါတယ်ခင်ဗျာ